ဒီပွဲကလုံးဝတကယ်ကောင်းစောင်းရင်းကောင်းနဲ့ပွဲစောင်းရင်းကောင်းနဲ့ဒီဂျာဟိုဘတ်တိုရဲ့ဖန်တီးပြီးမှုစောင်းရင်းကောင်းနဲ့အန်လိုဖာနက်တဲ့ရဲ့ဆုံးသက်တကယ်စောင်းရင်းကောင်းနဲ့စိတ်တဲ့ချက်စီနဲ့ဝက်ဆန်အသင်းတွေဒါတိုင်ရီရှင်လုပ်လိုက်တာပေါ့နော်ဒီပွဲစဉ်မှာပွဲစားမှာဒါချက်စီကနောက်ဆုံးစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်ကလူချင်းကိုဒါ6နေရာလောက်ထိအပြောင်းလဲလုပ်ပြီးတော့ပွဲထွက်လာတယ်ဆိုတော့အဲ့ဒီအကျိုးဆက်အနေနဲ့ဒါဘောသားကြီး9မိနစ်မှာပဲစောစောစီစီနဲ့ပို့ပြီးလိုက်ရတယ်ပြီးလိုက်ရတဲ့ကိုကလည်းတော်ကိုဘာပြောလို့ပြောမှမသိအောင်ပဲဘလို့သွားမှတော့မသိလိုက်ဘူးဆိုတော့ပွဲသားကြီး9မိနစ်မှာပဲစားပြီးကိုပြီးလိုက်ရဆိုတော့ဒီမှာပြဿနာကပထမပိုင်းမှာဖြစ်တဲ့ပြဿနာကဒီချက်စီတင်းရဲ့ဘေဘချန်ကလက်ဘက်ကောဝင်လာရောကလုံးဝအဆင်မပြေဘူးဆိုတော့ဂါနာချိုဆိုလို့ရှိရင်ဘယ်စကားကိုကြော်ဖို့နေနေတာဒီ normal pass တွေပြန်ပေးတာတော့မှမမှန်ဘူးပြီး cross မြပေးစကားကိုကြော်မနေဘူးဆိုတော့အဲ့လိုအထိကိုစိုးတာပေးစကားကိုမကြော်တဲ့ပြင်ပေးစကားကဒီ dice city ပြန်လိုက်ပြီးတော့ချက်စီကိုဒုက္ခပေးသွားတယ်ဆိုတော့အဲ့အထိကိုဂါနာချိုကဒီနေ့ပွဲမှာလုံးဝလူပူကြီးလိုကစားသွားခဲ့တယ်ဆိုတော့ဂါနာချိုရင်ပဲလားဆိုမဟုတ်ဘူးဒေတန်ရောဒီ TNT လည်းပေါ့ဒီ dice 3ရုံတန်းတလုံး3ရုံတန်းတန်းလုံးကတယောက်ကမှအဆင်ပြေမနေဘူးဆိုတော့ဒီလက်ဆိုလို့ရှိရင် brown white မှာဘောလုံးထိချက်ကောင်းတော့ရှိမနေဘူးလားအဲ့လောက်ထိဆိုးတာဒါပေမဲ့ Western ကဒီမှာဒီ brown white Western ပြန်ပြီးကစားတဲ့ပုံစံကသူက Western ကပေးတဲ့စုံနဲ့ထိတိုက်ပြီးတော့ pressing လုပ်တာမျိုးသူမလုပ်ဘူးဒီ progression free မှာပဲChelsea ရဲ့ဒီပေးတဲ့ကိုပြန်ပိတ်ဆို့ပြီးတော့ကစားသွားတာဆိုတော့ Western က brown white မှာဒီ final third ကျဲမှာကစားတဲ့ပုံစံကအရင်ကောင်းအရင်လည်းထိရောက်တယ်အဓိကတော့သူတို့ထိရောက်နေတယ်ဆိုတာကဒီ Chelsea ရဲ့ပြဿနာဒီ Hatto နဲ့ Garnacho ရဲ့ဒီခန်းစစ်ကစားပုံမှာတော်တော်လေးကိုစိုးနေခဲ့တာဆိုတော့အဲ့ဒါပြီးမှ Hatto က Anzo နဲ့ဒီ position ဒီအစောပိုင်းပွဲချိန်တွေမှာဆိုလို့ရှိရင် Anzo နဲ့ဒီ position ကြီးဒါ position ယူပုံနေနားလည်းမလွယ်ပြီးတော့Rosinya ကိုယ်တိုင်ခေါ်ပြောရတဲ့အထိနောက်ခေါ်ပြောပြီးတဲ့နောက်ပိုင်းမှာဒီအစောပိုင်းမှာဆိုလို့ရှိရင် Hatto က impacted fullback နဲ့ဒါဝင်ကစားပြီးနေတာဒါပေမဲ့နောက်ပိုင်းဒီ Rosinya ခေါ်ပြီးတော့ပြောလိုက်ပြီးတဲ့အချိန်မှာဒီ impacted ကိုဒါ post to တက်ပြီးတော့ impacted လုပ်ပြီးတော့ဝင်ပြီးတော့ကစားသွားပြီးတော့ Hatto ကဒီ back 3တွေမှာပြန်ဝင်ပြီးကစားသွားခဲ့တယ်ဒါပေမဲ့ Hatto ရဲ့ကစားတဲ့ပုံစံအဆင်ပြေမနေဘူးဆိုတော့ဒုတိယကိုတို့ခုနပထမကိုကလည်းကျွန်တော်ခုနပြောလို့ပဲဘာပြောလို့ပြောမှမသိအောင်ကိုပဲကိုပြီးလိုက်ရဆိုတော့နောက်ဒုတိယပိုကြတော့လေဒီဘာရီယာရှိနဲ့ကာနာချိုရဲ့ connection ပေါ့နော်ဆိုတော့ဒီလုံးဝဆိုရင်ကာနာချိုကအဲ့ဒီစပီရဲ့ဝင်ပြီးပိတ်တင်ပေးမယ်မပိတ်ဘူးဆိုတော့ဟောင်းလုံးပေါ်ကြီးဆိုတော့ဟောင်းလုံးပေါ်ဖြစ်တဲ့လိုလက်ကြီးစပီအကျယ်ကြီးပေးလိုက်ရပြီးတော့ဝဆန်ကလိုလက်ပဲဝင်ပြီးတော့ကန်ဝင်ရပါတယ်ဆိုတော့ကိုဖြစ်သွားဆိုတော့နောက်ပိုင်းမှာတူးစီဖြစ်တဲ့လေရောက်ကျွန်တော်တို့ feeling တွေကကောင်းမနေအမေဒုတိယပိုင်းမှာရိုစင်ညာကလူချင်းဒီ squad ကိုပြန်ပြီး adjust လုပ်တယ်ပေါ့နော်ဆိုတော့ဒီ software မှာအဆင်ပြေနေကာရာချိုနောက်ကိုကူရလာနောက်ပါရီယာရှိတို့ကိုအကုန်လုံးကိုထုတ်ပြလိုက်ပြီးတော့ဒီကိုကူရလာရဲ့ဂျောက်ဘက်ထရူရဲ့နောက် Wesley Fofana ရဲ့ဆိုတော့ဒီ3ယောက်ကိုကောက်ထည့်လိုက်တယ်ဆိုတော့ဒီ3ယောက်ကောက်ထည့်လိုက်တာနဲ့အသေးကနောက်တစ်သေးလိုယူဖြစ်သွားနောက်တစ်သေးဒီကစားပုံတွေမဟုတ်ဘူးဗျာခြေစွမ်းဒီစိတ်တက်ကဒီ mentality ရဲ့ကြောက်ရှာကြီးဖြစ်သွားဘယ်တော့တောင်ဆိုလဲဆိုလို့ရှိရင်ဒါသူတို့ဝင်လာပြီးနောက်ပိုင်းဆိုလို့ဒီ3ယောက်ဝင်လာပြီးနောက်ပိုင်းဆို Chelsea ကတကုံကိုတိုက်စစ်စင်ကစားနေရဆိုတော့ပထမ Chelsea ပထမဆုံးရတဲ့ခြေပါကိုဆိုလို့ရှိရင်ဒါလူသားဝင်လာတဲ့ဂျောက်ဘတ်တို့ကတွင်းပြီးသွားတာဆိုတော့ဂျောက်ဘတ်တို့တွင်းပြီးသွားတယ်ဂျောက်ဘတ်တို့ကဒီနေ့ပွဲမှာလုံးဝထူးရှည်ဒီအရှိချင်မယ်ပွဲမှာလည်းသူ performance တစ်ခုပြခဲ့ပြီဒီနေ့ပွဲမှာလည်းထပ်ပြီးတော့ပြတယ်ဆိုတော့ဒုတိယဘိုးဆိုလို့ရှိရင်ဒါမိနစ်90မှာကုကူရတာခေါင်းပြီးစောင်းသွားတယ်လို့ခုချိန်ကြီးမျက်စိတွေထုတ်လို့မရသေးဘူးဆိုတော့အဲ့ဒီနောက်ပိုင်းတောက်လျှောက်လေး Chelsea ကဖိပြီးကစားတယ်ဝက်ဆန်တီလည်းဒါဝက်ဆန်နဲ့ဒါစဝက်ကို adjust ပြန်လုပ်တယ်သူတို့တိုက်စစ်မြင်ပြီးကစားတယ်ဒါပေမဲ့တော့အနိုင်ကိုက Chelsea ကပဲဆက်ပြီးရပါတယ်ဒါတူးစီဖြစ်တဲ့တူးဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ကိုယ်တိုင်နဲ့ဒါအားလုံးနိုင်တယ်အားလုံးတော့ကိုရနိုင်သေးတယ်ဆိုတဲ့စိတ်မျိုးဖြစ်တယ်အဲ့လိုဖြစ်တယ်ဆိုတာလေဒီကစားသမားတွေကစားပြနေတဲ့ပုံစံကြောင့်ဗျာပြောရင်ဆောက်ရဲကောင်းလို့နေဘလို့ပထမပိုင်းအသေးနဲ့ဒုတိယပိုင်းအသေးနဲ့လုံးဝကိုအသေးချင်းပြီးတော့ကစားလိုက်တယ်လို့အဲ့လောက်ထိကိုကောင်းတာဆိုတော့
90နဲ့ဟိုမှာသုံးမြောက်ပိုရတယ်အနိုင်ကိုရတယ်ဆိုတော့ပွဲရအဲ့ချိန်မှာဟီးလည်းတော်တော်တက်နေပြီเนาะဒါနောက်94လောက်မှာဒါဝက်ဆန်ကတပြန်တက်စစ်ပြန်စားလိုက်ရင်လည်းအဲ့မှာညှိကြတဲ့အချိန်မှာလေဟီးကလုံးဝရှက်တယ်တကယ်ကိုစောင်းရင်းကောင်းလို့နေပွဲဆိုတော့ထင်မှုမထင်ထားမိဘူးဂျောက်ဘတ်ထရူဖန်တီးပြလိုက်တဲ့အလုံးစုံနဲ့ရှယ်ကြီးပြဆိုတော့ Chelsea ကဒုတိယပိုင်းမှာဒီ squad adjust လုပ်ပြီးတော့ကိုင်းတွင်းနီးစနစ်ပိုင်းမှာလည်းသူတို့အပြောင်းလဲဒီလုပ်တယ်အဓိကတော့သူတို့ရဲ့ဒီဝက်ဆန်ရဲ့ခံစစ်ကိုဒီ position rotation တွေလုပ်ပြီးတော့မပြူပြောဖြူတာနောက်ဒီမှာကျွန်တော်အရင်ချီးကျူးနေတာဒီနေ့ပွဲမှာကျွန်တော်အရင်ချီးကျူးနေတာအန်ဆိုဖာနန်ဒက်ပဲဆိုပထမပွဲချိန်ဒီမှာဆိုလို့ရှိရင်ကျွန်တော်အန်ဆိုဖာနန်ဒက်ဒီကာနာချူနဲ့တွဲပြီးတော့ကစားသွားတယ်ပေါ့လေကျွန်တော်ကာနာချူနဲ့ကစားသွားတာကာနာချူကပုတ်ပွားနေတာမြင်ပြီးတော့လေဟောဒီကောင်ကာနာချူကဒီအန်ဆိုဖာနန်နဲ့ဘောလုံးပေးကစားဖို့တော့မတန်ဘူးဆိုတဲ့အစီအတီကာနာချူရဲ့ခြေဆွဲရဲ့စုပ်ပြတ်ပန်းနေအဲ့ဒါမကောင်းတာတော့မကောင်းတဲ့နေရာပဲကျွန်တော်ပြောအောင်ပါဆိုတော့ဒါတော့ instant ပေါ့လေဒီပွဲကလုံးဝဟုတ်တကယ်ကောင်းစောင်းရင်းကောင်းနဲ့ပွဲစောင်းရင်းကောင်းနဲ့ဒီဂျာဟော့ကတိုရဲ့ဖန်တီးပြီးမှုစောင်းရင်းကောင်းနဲ့အန်လိုဖာနဲ့ရဲ့ဆုံးတဲ့တကယ်စောင်းရင်းကောင်းနဲ့စိတ်တဲ့ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်တို့အတိအမဲ့ပြောရမှာကစားသမားတွေကနောက်ညီးပြတွေရောနောက်ပွဲထဲမှာတွားကြည့်နေတဲ့ပရိသတ်တွေရောဆိုတော့ဒုတိယပိုင်းမှာဆိုလို့ရှိရင်ပရိသတ်တွေရဲ့တန်ချက်ဒီကတိုက်စစ်ဆင်တိုင်းမှာချက်ဒီပရိသတ်တွေကဟိုးနဲ့အောင်းနေကြဆိုတော့ဒီစိတ်တဲ့ဒီချီစန်းကအာဒီကွင်းစီကိုအေးစေးသွားတီးလို့ရကျွန်တော်ပြောရရင်ဒီချီစန်းဒီစိတ်တဲ့နော်ဒီပုံစံတွေကအာဒီကို17ယောက်ဆိုအေးစေးသွားတီးလို့ရကျွန်တော်တို့ဒါကကျွန်တော်လို့လေဒါ instant reaction လုပ်လိုက်တာပေါ့နော်အဓိကဒါအခုကဒါမနက်3နာရီတောင်ထိုးပြီးဆိုတော့အတန်ရင်ခြေပြောလို့မကောင်းတော့ဒါကျွန်တော်ခတ်တူနေလေခတ်တူနေပဲဒီ view လေးကိုဆုံးသတ်လိုက်တယ်ဆုံးသတ်လိုက်ပါမယ်ဆိုတော့နောက်နှစ်ဖက်လောက်ဖြစ်လို့ရှိရင်ဒီ tactical analysis လုပ်ပြီးတော့ကျွန်တော်ပြန်လာခဲ့မယ် key movement တွေကို tactical analysis လုပ်ပြီးတော့ပြန်လာခဲ့ပါမယ်ဆိုတော့လက်ရှိတော့ဒီလောက်ပါပဲအဆုံးဒီ issue ပြည့်အတွက်အားလုံးကျေးဇူးတင်ပါတယ်